မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့တာအေးနဲ့ကဝေပြန်ခင်မေးဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်နားဆင်ခန်းစားပေးကြပါအောင်ရှင်ထိတ်တုံခက်ခံထားရတော့လေရေမောနေတဲ့လူရတယောက်ရဲ့နဘေးမှာမိန်းကလေး2ယောက်ရှိနေတယ်တယောက်တော့မိန်းကလေးကလက်ဘေးမှာပတ်တီးစီးထားပြီးထမ်းနဲ့ပြုတ်လောက်ထားတဲ့ပလက်ကလေးထိုင်လေးမှာထိုင်နေကကျန်တဲ့မိန်းကလေးတယောက်ကတော့မသက်ရက်နေတယ်သူမတို့ရဲ့မျက်နှာတွေမှာညှိုးငယ်နေပြီးထိတ်တုံခက်ခံထားရတဲ့လူရွယ်ကိုကြည့်ပြီးများစွာစိတ်မကောင်းဖြစ်နေကြတယ်။သူတို့မှာတခြားသူများမဟုတ်။တာအေးနဲ့ထွေးမွန်တို့ညီမ2ယောက်ဖြစ်ပါတယ်။တာအေးကထိတ်တုံခက်ခံထားလျက်ကပင်ညှိုးငယ်နေတဲ့ညီမ2ယောက်နဲ့အကြီးဖြစ်တဲ့မွန်ထွေးရဲ့မျက်နှာလေးကိုကြည့်ကလေတံအေးအေးနဲ့စကားဆိုလိုက်တယ်။မမွန်ထွေးတက်တာသွားပြီလား။ပညာတွေပြည့်စည်သွားလို့လားမသိဘူး။မမွန်ထွေးကတိတ်လှလာတယ်။ကိုတာအေးကျမတို့ထွက်ပြေးကြမယ်လေထွေးမွန်ကိုတာအေးကိုကယ်ပေးလို့မရဘူးလားအတန်ခက်တူတူနဲ့တာအေးရဲ့စကားကိုခွန်းတုပ်ပြန်ရင်ညီမဖြစ်သူထွေးမွန်အားတာအေးအားကယ်တင်ရန်တစ်စက်တည်းပြောလိုက်သူမှာမွန်ထွေးဖြစ်ပါတယ်မွန်ထွေးရဲ့ပြောစကားကိုကြားလိုက်ရတဲ့ထွေးမွန်ကဦးခေါင်းကိုခါရမ်းလိုက်ပြီးအမငါကိုတာအေးကိုကယ်ချင်တာပေါ့ငါတို့ပညာအဆင့်ဆိုတာတပတ်အိမ်ရွာတကြီးရဲ့တချို့ယာသားတွေနဲ့ရှင်ဘာမှမဟုတ်ဘူးကဲလို့မရဘူးအမအဲ့ဒါဆိုငါတို့ကကိုတာအေးအသက်ခံရမှာကိုဒီတိုင်းလက်ပိုက်ကြည့်နေရတော့မှလားပြောပါဦးငါလည်းဘလို့လို့အဲ့လိုဖြစ်ချင်မှလဲအမယာငါအထင်ကိုတာအေးကိုကြားစိုးရွာတခင်မှပဲကယ်နိုင်လိမ့်မယ်အဲ့ဒါဆိုတို့တွေကြားစိုးရွာကိုတွားကြမယ်လေတကြီးကိုငါတို့အိမ်ကိုပြန်မယ်ဆိုပြီးညာပြောတာပေါ့ထို့နောက်တာအေးကထွေးမော်အားအမဖြစ်သူထိုင်နေတဲ့ထိုင်ကုန်အားသူ့အနားကိုရွှေ့စေလိုက်တယ်ထိတ်တုံခက်ခံသားရက်ကအနီးတို့ရောက်လာတဲ့မွန်ထွေးရဲ့လက်တစ်ဖက်ကိုစုပ်ကင်ကမမွန်ထွေးကျုပ်ခမ ्या ကိုတိတ်ချစ်တယ်ကျုပ်အသက်မတည်ခင်ခမ ्या ကိုပြောပြခဲ့ချင်ုံပါတာအေးထိုတို့ပူးဝင်လင်းလင်းပြောလာတဲ့ကြောင့်ထွေးမော်ကအလိုက်တတိနဲ့တခြားနေရာတို့ရှောင်ပေးလိုက်တယ်မွန်ထွေးဒီလည်းတာအေးရဲ့လက်ကိုပြန်လဲစုပ်ကင်ထားကကိုတာအေးရှင်ဘာမှမဖြစ်စေရဘူးကိုတာအေးမရှိပဲကျမလည်းလူလောကမှာမနေနိုင်ပါဘူးအဲ့လိုမပြောရဘူးလေမမွန်ထွေးမှာအမေလည်းရှိတယ်ညီမလည်းရှိတယ်တာမန်လူတယောက်လည်းဖြစ်နေပြီဆိုတော့လူလောကမှာအေးအေးချမ်းချမ်းနေသွားနိုင်တော့မှလေကျုပ်လိုအမောင်ပညာတဲ့တယောက်နဲ့မမွန်ထွေးကဘလို့မှအကြောင်းပါလို့မသိပါဘူးဗျာအဲ့လိုမပြောပါနဲ့ကျမဘဝမှာကိုတာအေးတယောက်ကိုပဲချစ်ခဲ့ဘူးတာကဲမမွန်ထွေးငိုမနေနဲ့တော့ဗျာနော်ပင်ပန်းနေလိမ့်မယ်ဒဏ်ရာကလည်းအရှင်းပြောက်သေးတာမဟုတ်ဘူးရဲ့ရတယ်ကျမစကားပြောချင်သေးလို့အင်းပါအဲ့ဒါဆိုလည်းပြောကြတာပေါ့ကျုပ်တကယ်ပြောတာပါကျုပ်အသက်မသေးဘူးဆိုရင်မမွန်ထွေးကိုရွာကိုခေါ်သွားချင်တယ်ကျုပ်ရွာကလူတွေကိုကြွားချင်တယ်ကျုပ်အပေါင်းအသင်းတွေကိုမမွန်ထွေးအလှကိုမြင်ပြီးရမနာလိုဖြစ်ကြမှာကျုပ်ရွာကိုမရောက်တာကြပြီဗျမသေးခင်လေးတစ်ခေါက်တော့တွားမယ်လို့တွေးထားတာအခုချိန်ဆိုရွာမှာတလင်းခောက်နေကြရောပေါ့ကျုပ်တို့တွေကတလင်းခောက်တဲ့လှဲတွေကိုလိုက်စီးနေကြလေတခါတလေစဉ်းစားမိတယ်ကျုပ်ဘာကြောင့်များရွာကိုထားခဲ့ပြီးထွက်လာခဲ့ရတာလဲပေါ့ကျမတို့ကိုတာအေးရွာကိုတွားကြမယ်လေနော်ကျမရွာသူကြီးကိုတောင်းပန်မယ်ကိုတာအေးကိုမတက်ဖို့ကျမတေရမယ်ဆိုရင်လည်းကျမအသေးခံမယ်ရှင်တာအေးနဲ့မွန်ထွေးတို့ရဲ့ပြောစကားများကိုအင်ကြီးအပေါ်ထပ်မှနေပြီးနားထောင်နေသူတယောက်ရှိတယ်ထိုလူကရွာသူကြီးဦးထွန်းတာပင်ဖြစ်တယ်ဦးထွန်းတာကတာအေးနဲ့မွန်ထွေးတို့တဦးပေါ်တဦးအသက်ဆုံးချစ်ကြတဲ့အချစ်စိတ်ကိုများစွာတန်ဖိုးထားတယ်မြည်ဖြစ်သူမြရာကတေးတဲ့လို့တေးရတယ်လို့အစကတည်းကမှတ်ယူထားတယ်မြောက်များစွာသောအရှုပ်များရဲ့အဓိကတရခံမှာလွန်လေပြီးတော့မြရာဖြစ်ကြောင်းသိရှိခဲ့ပြီးဖြစ်တယ်ဦးထွန်းတာကနောက်ဖြစ်လာမဲ့နောက်ဆက်တွဲဇလန်းများကိုတွေးမိပြီးဖြစ်တယ်တာအေးကမြည်ဖြစ်သူမြရာအားတက်ခဲ့သည့်တိုင်ထိုကိစ္စကအမှားဟုပြောမရနိုင်လို့တွေးတော့နေမိတော့တယ်တပတ်အိမ်ရွာတကြီးရဲ့နေအိမ်မှာဖြစ်ပြီးတပတ်အိမ်ရွာတကြီးကရွာသား2ယောက်အားထိတ်တုံခက်ခံထားရတဲ့တာအေးကိုထိတ်တုံမှဖြုတ်စေတယ်ထို့နောက်ရွာတကြီးကထွေးမွန်တို့ညီမနဲ့တာအေးအားတီကြီးစွာကြည့်လိုက်ကကဲငါမင်းတို့ကိုလှုပ်ပေးမယ်ဗျာရှင်တာအေးအားတပတ်အိမ်ရွာလူကြီးလှုပ်ပေးမှုအပေါ်
တာအေးတို့၃ယောက်ကမယုံကြည်နိုင်သဖြင့်အချင်းချင်းပြန်ကြည့်မိကြတယ်။သူတို့၃ယောက်ရဲ့အခြေအနေကိုရိုက်စားမိတဲ့ရွာလူကြီးကတစ်ချက်ပြုံးလိုက်ပြီးခြေမမကောင်းခြေမလက်မမကောင်းလက်မဆိုတာကိုငါလက်ခံတယ်။အဲ့လိုပဲငါမြည်ဖြစ်ပေမဲ့တို့လောကသားတွေကိုကမောက်ကမဖြစ်စေခဲ့တဲ့မြရာကတည်တဲ့တယ်လို့ငါထင်တယ်။အဲ့ဒါကြောင့်ပဲမင်းတို့ကိုလှုပ်ပေးလိုက်တာ။ကဲမင်းတို့တွေဘာဆက်လုပ်ကြမလဲ။ကိုရွာကိုပဲပြန်ကြမလား။ပြန်လို့မရသေးဘူးတကြီး။မြရာဖမ်းထားတဲ့မိန်းကလေးတွေကိုကူညီပေးမယ်လို့ကြုတ်ကတိပေးထားတာ။သူတို့မပါပဲကြုံမပြန်ချင်ဘူး။ကောင်းပြီလေ။ငါကြားတာတော့သူတို့ကိုမရဏတော်မှာဖမ်းထားတယ်တဲ့။ဖမ်းထားတဲ့သူကတို့လိုအမောင်လောကသားတယောက်ပါပဲ။ဒါပေမဲ့သူကအယူတယောက်လိုပဲ။မြရာကိုယ်တိုင်မိန်းကလေးတွေကိုလှုပ်ခိုင်းမှသူကလှုပ်ပေးလိုက်မယ်။ခုဆိုတာဘာလို့လဲတကြီး။ကျုပ်ကိုပြောပြလို့ရမလား။ရတယ်လေ။တစေအဖွားအိုးဆိုတဲ့အဖွားကြီးပဲ။သူ့ရဲ့စွမ်းအားကတိတ်ကြီးတယ်။မြရာဆိုတဲ့ကောင်ကသူလိုချင်တဲ့စိတ်တွေပေးပြီးအပေးယူလောက်ထားတာ။မြရာပေးထားတဲ့စိတ်တွေထက်ပိုပေးလိုက်ရင်ရောတကြီး။မင်းကကလေးအတွေ့တိတ်ပြီးတွေးတာပဲ။အဖွားကြီးကယူနေတာကွ။ရိုးရိုးတန်တန်ယူတာတော့မဟုတ်ဘူး။ဂတိတစ္ဆာယူနေတာ။နောက်တစ်ခုမရဏတော်အပြင်မှာငါရွာပညာတဲ့နည်းနည်းနဲ့မြရာတပည့်တွေကြံသေးတယ်။မင်းတို့တတိထားနိုင်အောင်လို့ပြောပြတာ။ကျေးဇူးတင်ပါတယ်တကြီး။အဲ့ဒါဆိုကြောက်သွားတော့မယ်။သူတို့နှစ်ယောက်ကိုတော့ဒီမှာခဏနေခွင့်ပြုစေချင်ပါတယ်။ရတယ်လေ။ကဲမင်းဘရော့သွားမှာလဲ။တုတ်ခဏနေရင်ထွက်တော့မယ်။ကောင်းပြီလေ။မင်းတို့လွတ်လွတ်လပ်လပ်စကားပြောကြအောင်။ရွာတကြီးနဲ့ရွာသားများအိမ်အောက်မှထွက်ခွာသွားကြရာအိမ်အောက်တွင်တော့တာအေးတို့၃ယောက်သာကြံခဲ့တယ်။ပြောင်းတာအေးမဆ၍တီကြီးစွာစကားဆိုလိုက်တယ်။မမွန်ထွေးကျုပ်ကိုနားလည်ပေးစေချင်တယ်။ကျုပ်လောက်ရမယ့်ကိစ္စကိုကျုပ်ပြီးပြအောင်လုပ်ရလိမ့်မယ်။ကျမလည်းလိုက်ခဲ့မယ်လေ။ဘယ်ဖြစ်မှာလဲဗျာ။မမွန်ထွေးကဒဏ်ရာရထားတယ်ပြီးတော့ဘာပညာမှမတတ်တော့တဲ့တာမန်မင်းကလေးတစ်ယောက်ဖြစ်နေပြီ။မမွန်ထွေးထိခိုက်မှာကိုကျုပ်ထပ်ပြီးမလိုလားတော့ဘူး။တာအေးရဲ့စကားကြောင့်မွန်ထွေးလည်းမြေတိစကားမှထပ်ပြီးမဆိုနိုင်တော့ပါ။တာအေးပြောတာကနီးလန်းကျနေတာကြောင့်ဖြစ်တယ်။ထို့နောက်တာအေးကထွေးမွန်ဘက်လှည့်ပြီးစကားပြောလာတယ်။ထွေးမွန်မမွန်ထွေးကိုစောက်ရှောက်ပေးလိုက်ပါဗျာ။တကယ်လို့ကျုပ်တစ်ပတ်အတွင်းပြန်မလာရင်တော့ရွာကိုပဲပြန်လိုက်ကြတော့နော်။ကိုတာအေးဘာတွေပြောနေတာလဲ။ရှင်တယောက်တည်းတွားစရာမလိုဘူး။ကျမလည်းလိုက်ခဲ့မယ်။မဟုတ်ဘူးထွေးမွန်တကယ်ဆိုအခုကိစ္စကထွေးမွန်တို့ညီမနှစ်ယောက်နဲ့ဘာမှဆိုင်တာမဟုတ်ဘူး။မထွေးမွန်အောင်ကန်ကောင်းလို့အသက်မသေးတာ။ခမည်းတော်နှစ်ယောက်လုံးအိမ်ပြန်လာဖို့မျှော်နေတဲ့မိသားစုရှိတယ်။ကျုံမာကမရှိတော့ဘူး။အဲ့တော့ခမည်းတော်ကျုံနောက်လိုက်တာကိုကျုပ်လက်မခံနိုင်ဘူးထွေးမွန်။ရှင်တယောက်တည်းတွားလို့ပဲဖြစ်မလဲ။ရပါတယ်ဗျာ။ထွေးမွန်ကဒါကျုပ်ကိုစားမမွန်ထွေးကိုတေချာဆောက်ရှောက်ပေးပါ။မရဘူး။ကျမရှင်နဲ့လိုက်ခဲ့မယ်။အမကိုဒီမှာထားခဲ့မယ်။ကျုံမမွန်ထွေးကိုတယောက်တည်းစိတ်မချဘူး။ထွေးမွန်ကျုပ်တောင်းပန်ပါတယ်ဗျာ။ကျုပ်စကားကိုဒီတခါတော့နားထောင်စမ်းပါ။တာအေးထို့သို့ပြောလိုက်ပြီးတဲ့နဲ့ဒူးထောက်တောင်းပန်လိုက်ရာထွေးမွန်တယောက်ဆက်မငင်းတာတော့ပါ။ထို့နောက်တာအေးနဲ့မွန်ထွေးတို့ကတယောက်နဲ့တယောက်တင်းကျပ်စွာပွေ့ဖက်နှုတ်ဆက်လိုက်ကြတယ်။ကောင်းကင်ရံ၌ထွန်းလင်းနေတဲ့နေမင်းကြီးရဲ့အလင်းရောင်အောက်မှာတပတ်အံရွာတကြီးရဲ့နေအိမ်ရှိမှလူများရောက်ရက်ခတ်နေကြတယ်။ရွာတကြီးစီမှမောင်းတန်တီလည်းအဆက်မပြတ်ထွက်ပေါ်နေသဖြင့်တပတ်အံရွာသားများကရွာလူကြီးရဲ့အိမ်ဝိုင်းရှိရာသို့အလင်းမြန်လာရောက်စုဝေးနေကြတယ်။ယခုကဲ့သို့သူတို့ဖြစ်ပျက်နေရတဲ့အကြောင်းရင်းရှိတယ်။အဲ့ဒါကတော့တခြားမဟုတ်။ကျောင်းစိုးရွာမှာခင်မေဦးဆောင်တဲ့ပညာသည်များကကြီးကမ်းများနဲ့လင်းသားအတွင်ပြောင်းပြီးတကြီးအိမ်တို့ရောက်လာသဖြင့်တကြီးရဲ့တပည့်များမှရွာအားကာကွယ်ရန်အတွက်တတိပေမောင်းထူးကြရခြင်းဖြစ်ပါတယ်။ထို့နောက်ရွာသားများဝိုင်းလာတော့ရွာသူကြီးရဲ့အိမ်ဝိုင်းအတွင်းရှိကြီးကမ်းများနဲ့လင်းသားများကလူတွေများပြောင်းလဲလိုက်ပြီးနောက်ခင်မေတို့ကသူမတို့အားဝိုင်းထားတဲ့ရွာသားများကိုဂယုမစိုက်တဲ့ဟန်နဲ့ကြည်နေတယ်။မကြတဲ့အချိန်မှာတော့တကြီးကအိမ်ပေါ်ကနေဆင်းလာပြီးသူ့ရဲ့ရွာသားများကိုတိုက်ခတ်ခြင်းမပြုရန်အတန်ခတ်မှမှနဲ့ဟန့်တားလိုက်တယ်။ခင်မေနဲ့ခက်လလန်မျက်နှာချင်းဆိုင်အကွာဝေးမှာရက်လိုက်တယ်။တပတ်အိမ်ရွာသားတွေဘယ်သူမှမတိုက်နဲ့။ဟုတ်ကဲ့တကြီး။ရွာသားများကကြဲလောင်စွာဖြင့်ပြန်ပြေးလိုက်တယ်။ရွာတကြီးကခင်မေအားတည်ငြိမ်စွာနဲ့ကြည့်လိုက်ပြီးစကားဆိုလိုက်တယ်။ခင်မေနဲ့ကျုပ်တို့နားလည်မှုယူထားတယ်မလား
ကျုပ်ရွာကိုရန်လိုတဲ့အတွင်နဲ့ဘာလို့ရောက်လာရတာလဲနင်စကားအပူတွေမပြောနဲ့နင်ဘာတွေကြံစီနေတယ်ဆိုတာငါသိတယ်ဘယ်မလဲတာအေးနင်တက်ပြစ်လိုက်ပြီးလို့တော့လာမပြောနဲ့နော်တာအေးကိုနင်တက်လိုက်လို့ကတော့နှစ်တရွာလုံးကလေးပါမကြံအကုန်တက်မှာမခင်မေခမစိတ်လျှော့ပါကျုပ်တာအေးကိုမတက်ပါဘူးနင်တာအေးကိုထိတ်တုံခတ်ထားတာမလားဘယ်မှာလဲတာအေးကျုပ်ရွာမှာမရှိတော့ဘူးသူမရဏတော့ကိုထွက်သွားပြီနင်မဟုတ်တာမပြောနဲ့နော်ကျုပ်အမှန်ပြောနေတာပါခမမယုံနဲ့ကျုပ်မတက်နိုင်ဘူးခင်မေကတပတ်အံရွာတကြီးပြောစကားအားတိတ်ပြီးယုံကြည်ပုံမပေါ်ပါထိုအခါထွေးမွန်တို့ညီအမကရွာလူကြီးနှစ်ဘေးမှာရက်လိုက်ပြီးခင်မေအားစကားဆိုလိုက်တယ်ဟုတ်ပါတယ်ရှင်မကိုတာအေးမရဏတော့ကိုသွားပါတယ်နင်တို့ကဘသူတွေလဲခင်မေရဲ့အမေကိုထွေးမွန်တို့မဖြေခင်မှာခင်မေရဲ့နောက်မှာမိန်းမပြိုလေးနှစ်ယောက်ကအနားကပ်လာပြီးဒီတို့ကပ်ပြောလိုက်ရာခင်မေမဦးခေါင်းကိုညှိပ်ပြလိုက်ပြီးဟုတ်ပြီနင်တို့ကတာအေးမိတ်ဆွေတွေကိုဒါနဲ့နင်တို့ကဘာကြောင့်သူ့နိုင်ကိုမလိုက်သွားတာလဲကျောက်စိုးရွာအရှင်မပြောလဲခံရမှာပဲကျမအမဒဏ်ရာရထားပါတယ်ကိုတာအေးကသူ့ကိုဂယုစိုက်ဖို့ကျမကိုလိုက်ခွင့်မပေးတာပါအရှင်မသူအဲ့လောက်ဂယုစိုက်နေရအောင်သူနဲ့တာအေးကဘာမို့လို့လဲချစ်သူတွေပါအရှင်မဘာပြောတယ်တာအေးနဲ့ချစ်သူတွေဟုတ်လားခင်မေတယောက်လွန်စွာဒေါသထွက်နေသည့်အတွက်ထွေးမွန်တို့ညီမနှစ်ယောက်အံ့ဩသွားကြတယ်ထို့နောက်ခင်မေကတပတ်အံရွာတကြီးကိုကြည့်လိုက်ပြီးကဲထွန်းတာငါဒီနှစ်ယောက်ကိုခေါ်သွားမယ်နင်သားမလားမသားပါဘူးမခင်မေသဘောတိုင်းပါကောင်းတယ်ခင်မေကထို့သို့ပြောဆိုပြီးသူမရဲ့နောက်လိုက်မိမပြိုလေးများအားထွေးမွန်တို့ညီအမကိုခေါ်ဆောင်စီကကြားစိုးရွာသို့ပြန်စီပြီးသူမကတော့တာအေးထွက်သွားတဲ့မရဏတော်နောက်ကိုလိုက်သွားတော့တယ်တခြားတစ်တော်များနဲ့မတူပဲညှို့မိုင်းအုပ်ဆိုင်နေသည့်တောအုပ်လေးတစ်ခုအားခက်လန်လန်ကလေးရပင်တာအေးလှမ်းမြင်လိုက်တယ်ထူးခြားနေတဲ့ထိုတောအုပ်ကိုမရဏတော်တာဖြစ်ရမယ်လို့တာအေးတွေးလိုက်ပြီးမြန်ဆန်တဲ့ခြေလမ်းတို့နဲ့ခက်တွတ်လမ်းလျှောက်လိုက်တယ်။ဒါတဲ့အခါတောအုပ်အနားကိုရောက်လာပြီးတစ်ပင်များအောက်မှာတဲထိုး၍တောအုပ်အားစောက်ကြနေကြတော့မြရရဲ့နောက်လိုက်နောက်ပါများနဲ့ရင်ဆိုင်ရတော့တယ်။နောက်လိုက်နောက်ပါများကဒေါက်တာလှန်အစပြုတ်သောလက်နက်များနဲ့တာအေးအားဝိုင်းထားလိုက်ကြတယ်။ထို့နောက်သူတို့တဲကလူတစ်ယောက်ကမာထန်သောအတန်နဲ့တာအေးအားမေးမြန်းလိုက်တယ်။မင်းဒီကိုဘာလာလောက်တာလဲ။ဒီတောအုပ်တဲကဖမ်းခံထားရတဲ့မိန်းကလေးတွေကိုကယ်ဖို့လာတာ။အဲ့ဒါဆိုမင်းကတာအေးပေါ့။တေချာတာပေါ့။မင်းတို့ငါ့ကိုတိုက်မလို့လား။တာအေးကထိုးထိုးပြောလိုက်ပြီးနောက်သူ့ရဲ့လွယ်အိတ်လေးတဲကလက်တစ်ဖက်ကိုနှိုက်လိုက်ကမြရရဲ့တပည့်များကတယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီးတာအေးကိုထပ်မံမေးမြန်းလိုက်တယ်။မင်းတို့ဆရာမြရကတော့သေသွားပြီနော်။မင်းမဟုတ်တာမပြောနဲ့။ငါတို့ဆရာကလွယ်လွယ်နဲ့မသေနိုင်ဘူး။မင်းတို့ကမြရကိုတိတ်အထင်ကြီးနေကြတာကိုကောင်းပြီလေ။မင်းတို့ဆရာသူ့ကိုဆက်သွယ်တဲ့နီလန်မင်းတို့ကိုပေးခဲ့မှာပဲ။မယုံရင်စမ်းကြည့်ပေါ့။တကယ်လို့မစမ်းကြည့်ပဲမင်းတို့ဆရာကိုယုံတယ်ဆိုရင်ငါနဲ့တော့တိုက်မယ်ဆိုရင်အချိန်မရွေးပဲ။တာအေးရဲ့စကားကြောင့်မြရရဲ့တပည့်များကသူတို့အချင်းချင်းကြည့်ကတိုင်ပင်လိုက်ကြတယ်။ကိုထွန်းအောင်ခမည်းကဆရာမြရပြီးရင်ကျုပ်တို့ရဲ့ခေါင်းဆောင်ပဲခမည်းဘယ်လိုလုပ်ချင်လဲတို့ဆရာမြရကိုအရင်ဆက်သွယ်ကြည့်မယ်ကောင်းတယ်ကျုပ်တို့ဒီကောင်ကိုကြည့်ထားမယ်ခမည်းဆက်သွယ်လိုက်မြရရဲ့တပည့်ဖြစ်သူအောင်ထွန်းကသူ့ရဲ့တဲအတွင်းတို့ဝင်သွားကအမဲရောင်ဖျောင်းနိုင်တဲ့တိုင်ကိုထွန်းညှိပြီးအခြေအနေကိုစောင့်ကြည့်လို့နေတယ်မြရအသက်ရှိနေပါကထိုဖျောင်းတိုင်ကကြီးမားတဲ့မီးတောက်ဖြစ်လာပြီးမြရရဲ့မျက်နှာအားမြင်တွေ့ရ၏ယခုဖျောင်းတိုင်ကကြီးမားသောမီးတောက်မဆိုထားနဲ့တာမန်မီးတောက်တစ်ခုအနေနဲ့ပင်အချိန်ကြာကြာတောက်လိုက်နိုင်ခြင်းမရှိဘဲငြိမ်းသွားလေရာ၄-၅ခါမီးခတ်ပြီးပြန်ထွန်းသည့်တိုင်ထူးခြားမှုမရှိတာကိုတွေ့လိုက်ရတယ်။ထိုချင်းရာကြောင့်ထွန်းအောင်ကတဲအတွင်းမှပြန်ထွက်လာပြီးတာအေးကိုဝိုင်းထားတဲ့သူ့ရဲ့အဖွဲ့သားများကိုအတန်ကြဲကြဲနဲ့အော်ဟစ်ပြောဆိုလိုက်တယ်။ဆရာမြရသေးပြီသူပြောတာဟုတ်တယ်။ဖျောင်းတိုင်မီးတောက်မှမပေါ်တော့ဘူး။တေချာလို့လားကိုထွန်းအောင်တေချာပါတယ်ကွာ။တို့တွေသူ့တပည့်ဖြစ်ကြတဲ့ကဒီနီးနဲ့ပဲဆက်တွယ်နေတာ။အဲ့ဒါဆိုကျုပ်တို့လွတ်လပ်သွားပြီပေါ့။ဟုတ်တယ်ငါတို့လွတ်လပ်ပြီ။တာအေးကိုဝိုင်းထားတဲ့မြရရဲ့တပည့်များမှာသူတို့ရဲ့လက်နက်များကိုပြစ်ချပြီးအားရဝမ်းသာခုံပေါက်နေကြတဲ့အတွက်တာအေးကြောင်ငေးကြည့်နေမိတယ်။ထိုအခါထုံးအောင်ကသူတို့အားငေးကြည့်နေတဲ့တာအေးနားကိုတွားလိုက်ပြီးရှင်းပြလိုက်တယ်။ငါတို့ဘာကြောင့်ဒီလိုဝမ်းသာနေလဲသိလား။မသိဘူး
ငါတို့ကမြရနောက်ကိုလိုက်ချင်လို့လိုက်နေတာမဟုတ်ဘူးအစကတော့ငွေရလို့ပေါ့ကွာနောက်ပိုင်းတော့ငါတို့ရဲ့အသက်မိသားစုရဲ့အသက်အာမခံရဖို့အတွက်ပဲသူ့နောက်လိုက်နေရတာအခုတော့ငါတို့နဲ့ငါတို့မိသားစုတွေအတွက်စိုးရိမ်စရာမလိုတော့ဘူးငါတို့ရွာပြန်ပြီးကောင်းရောင်းကောင်းဝယ်လှုပ်ရှားတော့မယ်မင်းလည်းမရဏတော်တဲ့သွားချင်တပါဆိုသွားပြီတော့ထိုးအောင်ကထိုတို့ပြောပြီးတာနဲ့သူ့ရဲ့အပေါင်းအသင်းများနဲ့သူအထုပ်အပိုးများကိုယူကာထွက်သွားကြတော့တယ်ထို့နောက်တာရေးဒီလည်းမရဏတော်ရဲ့အဝင်ပေါက်ဖြစ်ဟန်သူတဲ့ကျွန်းပင်ကြီးနှစ်ပင်ကြားထဲသို့ဝင်ခဲ့ပြီးပျောက်ကွယ်သွားတော့တယ်ပုံမှန်မဟုတ်တဲ့တစ်ပင်ကြီးများအားတာရေးတယောက်မော့ကြည့်လိုက်ရင်လူတယောက်သွားလာနိုင်တာရှိတဲ့လမ်းလေးအတိုင်းတတိထားလမ်းလျှောက်နေတယ်တစ်ပင်ကြီးများကအစိမ်းရောင်အရွက်များဆိုတာထက်ညှို့မိုင်းမိုင်းအစင်းတရံရှိပြီးအခိုးငွေ့များပင်ထွက်နေသည့်နယ်ဖြစ်တယ်တာရေးတယောက်အကကွယ်မှန်တန်ရွတ်ဆိုထားပြီးလက်ထဲမှာလည်းအစီရင်များကိုအစင်သင့်အကင်ထားတယ်တောနဲ့ထဲရောက်လေနေလုံးရဲ့အလင်းရောင်မှာပျောက်ကွယ်လာလေဖြစ်ပါတယ်နေ့လယ်အချိန်ဖြစ်တော့လဲမရဏတောထဲမှာတော့နေရောင်ပျောက်ကွယ်သွားသည့်ညနေဆောင်အချိန်ကနှစ်သူတယ်အုပ်အုပ်ဆိုင်ဆိုင်အနေထားမှာကလေးငိုတန်နဲ့ဆူဆူရှစ်ရှအတန်တန်ကတိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်ကိုဖြိုခွင်း၍ထွက်ပေါ်လာတယ်ယခုတာအေးရဲ့နေရာတွင်တာမန်လူတစ်ယောက်ဖြစ်ပါကလက်ပြလွင့်သွားနိုင်တယ်တာအေးကထိုကလေးငိုတန်များအားဂရုမထားဘဲတွားရမဲ့လမ်းကိုသာဆက်သွားနေချိန်သူနဲ့မျက်နှာချင်းဆိုင်မှာအယိုးပေါ်အရည်တင်နေတဲ့ကလေးမျက်နှာနဲ့လင်းတို့ခန္ဓာကိုယ်ရှိတဲ့တက်တဝါတကောင်သူ့အားတိုက်ခိုက်လာလေတယ်။ကလေးငိုတန်ကထိုတက်တဝါထံမှထွက်ပေါ်နေခြင်းဖြစ်ပြီးအတော့ကိုရုပ်ဆိုးအကြီးတန်းလှတယ်။ထိုတက်တဝါကသူ့ရဲ့ပါးစပ်များကိုဟလိုက်ရာချုံများသည့်အသွားလေးများသည်ကြောချမ်းစရာကောင်းနေပြီးပြူးကျဲတဲ့မျက်လုံးအစုံတို့မှလည်းရက်ဆက်ကြမ်းကြုတ်သည့်ဟန်ပန်တို့အထင်သာဖြစ်နေတယ်။ထိုကလေးမျက်နှာနဲ့လင်းတို့ကောင်ကအရွယ်အားဖြင့်12နှစ်အရွယ်လူတစ်ယောက်ကိုလုံးခတ်ရှိပြီးသူ့ရဲ့တောင်ပံခက်တံများမှာအတော်ကိုကျယ်လောင်လာတယ်။ထိုတဝါကတာအေးရဲ့မျက်နှာအားဝင်ရောက်တိုက်ခတ်ရန်ဝင်လာလေတယ်။တို့ပေမဲ့တာအေးအနီးတို့ရောက်လာတာနဲ့အနောက်တို့လွင့်စင်ထွက်သွားကမြေပြင်တို့ပြုတ်ကျပြီးကလေးငိုတန်နဲ့အတူတောင်ပံကိုတစ်ဖြက်ဖြက်ခတ်လို့နေတယ်။ထိုထူးဆန်းတဲ့တဝါကတာအေးရဲ့အကာအကွယ်မှန်တန်အစွမ်းထိသွားသည်ဖြင့်တောင်ပံများမီးတင်သွားကမပြန်တမ်းနိုင်တော့ပဲမြေပြင်မှာအော်ဟစ်လို့နေတယ်။ထိုတဝါရဲ့အော်တန်ကတော်တော်လုံးပဲ့တင်ထက်သွား၏။ကျဲလောင်စွာအော်ဟစ်နေပြီးတောင်ပံတစ်ဖြက်ဖြက်ခတ်ကအပေါ်တို့တက်နိုင်စွမ်းမရှိတော့တဲ့အတွက်တဝါဆန်းအနားတို့သွားလိုက်ကလွယ်အိတ်ထဲမှအသင့်ပါလာတဲ့ဓမြောင်နဲ့ကိစ္စသုံးလိုက်မိကြစဉ်ကျဲလောင်သောတောင်ပံခတ်တန်နဲ့အတူသူ့ရဲ့နှကိုစာခန့်ရှိတဲ့လူမျက်နှာနဲ့လင်းတို့ကိုခန္ဓာရှိတဲ့တဝါကြီးမှာသူ့ရဲ့ကလေးဖြစ်ဟန်သူတဲ့ကလေးမျက်နှာနဲ့လင်းတို့ကိုခန္ဓာတဝါကြီးအားကုတ်ချီသွားတော့တယ်။တာအေးကထိုတဝါပြန်တန်းသွားရာကိုကြည့်နေလိုက်ပြီးနောက်တစ်ခေါက်ပြန်မလာတော့ဒီကတေချာသွားတဲ့အခါမှသူသွားရမယ့်လမ်းကိုဆက်သွားလိုက်တယ်။ဘေးပတ်ဝန်းကျင်ရှိတစ်ပင်များကသူတခါမှမမြင်ဘူးသည့်တစ်ပင်အမျိုးအစားများဖြစ်တယ်။ပင်စီတို့ကလှဲပိန်လုံးအရွယ်ခန့်ရှိပြီးပင်စီများမှာကြီးမားတဲ့နွယ်ပင်များရစ်ပတ်နေတတ်တယ်။ဦးဆန်းမို့တာအေးတယောက်အံ့ဩနှပန်းဖြစ်နေချိန်တစ်ပင်များပေါ်မှာလူအော်ဟစ်တံများထွက်ပေါ်လာတာမို့တာအေးတယောက်တတိကြီးစွာထားလိုက်တယ်။အော်တန်ထွက်ပေါ်လာရာတစ်ပင်ကြီးများပေါ်သို့မော့ကြည့်လိုက်ချိန်မှာတော့လူမျက်နှာနဲ့လင်းတို့ခန္ဓာကိုယ်ရှိတဲ့ထူးဆန်းတဲ့တဝါများကတစ်ပင်များစီမှဇောက်ထိုးတွေ့ဆင်းလာပြီးသူ့အားရန်လိုတဲ့အကြည့်နဲ့ကြည့်ကတိုက်ခိုက်တော့မြည်ဟန်ပြင်နေကြတယ်။သူ့ရဲ့အကာအကွယ်နဲ့မန်တန်မှာလည်းမြောက်များစွာတဲ့အကောင်များကိုထိရောက်စွာကာကွယ်ပေးနိုင်မည်မဟုတ်ပါ။များပြားလာတဲ့လူမျက်နှာနဲ့လင်းတို့ကိုယ်ခန္ဓာတဝါဆန်းများကတစ်ပင်များပေါ်ကဇောက်ထိုးဆင်းလာပြီးသူ့အားဝိုင်းဝန်းတိုက်ခိုက်ကြတယ်။ထိုချိန်ကြီးမားတဲ့ကြီးကန်းကြီးတစ်ကောင်မှရုတ်တရက်ဆိုသလိုထွက်ပေါ်လာပြီးတာအေးရဲ့လက်မောင်းနှစ်ဖက်အားကုတ်ချီကတစ်ပင်များအကြားတစ်လျှောက်ပြန်တန်းလို့နေတယ်။လူမျက်နှာနဲ့လင်းတို့ခန္ဓာကိုယ်တဝါဆန်းများမှလည်းအနောက်မှနေ၍ကြောက်မက်ဖွယ်အော်ဟစ်တန်ကြီးများပေးကတာအေးအားကုတ်ချီသွားတဲ့ကြီးကန်းအနောက်ကိုလိုက်လာတယ်။ကြီးကန်းကြီးကလျင်မြန်စွာပြန်တန်းရင်းရောက်ကံပါတစ်ခုတည်းသို့ထိုးဆင်းလိုက်တဲ့အခါမှသာနောက်မှလိုက်ပါလာတဲ့လူမျက်နှာနဲ့လင်းတို့များမှလိုက်ပါလာခြင်းမရှိတော့ပါ။ကြောက်ကဘာကန်းချီတို့ရောက်တာနဲ့ကြီးကန်းကြီးများကတာအေးအားမြေပြင်ပေါ်ချပေးလိုက်ပြီးနောက်ထိုကြီးကန်းကလူအတွင်ပြောင်းလဲသွားရာတာအေးတယောက်အံ့ဩဝမ်းသာနေတဲ့မျက်နှာနဲ့ကြီးကန်းမှလူအတင်ပြောင်းသူအားအော်ခေါ်လိုက်တယ်။အမခင်မေရောက်လာတယ်နော်။ဟုတ်တယ်။ငါမရောက်လာရင်နင်းသေးနေတာကြာပေါ့။တင်ရင်လဲသေးပါစေအမရာ
ကျုပ်လောက်ရမယ့်တာဝန်တော့ပြီးမြောက်အောင်လုပ်ရမှာပဲနင်တစေအဖွားအိုကိုမရှင်းနိုင်ဘူးအဲ့တော့သူတို့ကိုကယ်ဖို့ကမဖြစ်နိုင်ဘူးအမခင်မေကကျုပ်သူတို့ကိုမကယ်နိုင်တာထက်စာရင်တေတာကမှပိုကောင်းလိုက်မယ်ဟုတ်ပြီငါအဲ့ဒီကောင်မလေးတွေကိုကယ်ပေးမယ်နင်တခုတော့ဂတိတီးရမယ်ဟုတ်ကဲ့အမပြောပါငါခိုင်းတာကိုနင်လောက်ရမယ်တာအေးခဏစဉ်းစားလိုက်တယ်အရင်ကတည်းကခင်မေခိုင်းတဲ့ကိစ္စကိုသူလုပ်ပေးနေကြမို့မထူးဆန်းတော့ပါထိုနောက်တာအေးကလွလွချင်းချင်းပဲခင်မေအားဂတိပေးလိုက်တယ်သူတို့ဟိုတာကယ်ပေးအမခင်မေခိုင်းတာကြောက်အကုန်လိုက်လုပ်မယ်နင်ယောက်ျားဂတိနော်နင်ဂတိတီးစီစိတ်ချပါအမခင်မေရာကောင်းပြီလေအဲ့ဒါဆိုလဲစီအဖွားအိုရှိရာနေရာကိုသွားကြတာပေါ့မေထိုတို့ပြောပြီးရှေ့မှဦးဆောင်၍ကြောက်ဆိုင်ကြောက်ခဲများကိုနင်းဖြတ်ပြီးဂျိုက်ဝန်းထဲရှိတစ်တော်များစီတို့တာအေးနဲ့အတူလမ်းလျှောက်သွားပါတော့တယ်မရဏတော်တွင်ရှိတဲလေးတစ်လုံးမှာဖြစ်တယ်ညရဖမ်းထားတဲ့မိန်းကလေးများနဲ့ဇက်ကားတို့ကသဘောကျစွာရဲပွဲဖွဲ့ပြီးတယောက်နဲ့တယောက်ဆက်နှောက်နေကြတယ်ဇက်ကနေရွာဘက်မှာနေရင်သိပ်စီးပွားဖြစ်မှာဘာလို့လဲဟုတ်တယ်လေမုတ်ဆိုးအလုပ်လုပ်ပြီးငွေရှာရင်နေ့တိုင်းသားကောင်ရမှာလေမိမပြိုလေးတယောက်ရဲ့စကားအားကျန်တဲ့မိမပြိုလေးတယောက်မှထောက်ခံလိုက်တယ်ဟုတ်တယ်ဇက်ကတာတို့ရွာမှာနေရင်ရွာကမုတ်ဆိုးကြီးဥတာတို့ကထမင်းငတ်မှသေးကြတယ်အဲ့ဒါတော့ဟုတ်တယ်တော့မုတ်ဆိုးတွေကဒူးလေးတို့တူမီတို့နဲ့ပဲတောလဲတာလေဇက်ကကတော့ဘာမှမပါပဲတောကောင်ကိုဖမ်းနိုင်တာလေမိမပြိုလေးများရဲ့ချီးကျူးမှုကိုခံနေရတဲ့ဇက်ကမှသဘောကျပြီးပြုံးနေတယ်တဲလေးတွင်ဇက်ကနဲ့မိန်းကလေးများစကားပြောနေချိန်အဖွားအိုတယောက်ရဲ့ကျဲလောင်တဲ့အတန်ထွက်ပေါ်လာတယ်ဇက်ကအခုလာခဲ့စမ်းကြံတဲ့သူတွေတဲထဲမှာပဲနေခဲ့တတော်လောင်ပဲ့တင်ထွက်သွားတဲ့အထိကျဲလောင်တဲ့အတန်ပိုင်ရှင်မှာတစေအဖွားအိုဖြစ်တယ်ထိုအမိတ်ပေးတဲ့အတန်ကိုကြားတာနဲ့ဇက်ကတဲအတွင်းမှလင်းမြန်စွာပြေးထွက်လာပြီးမကြတဲ့အချိန်မှာတော့တစေအဖွားကိုနေထိုင်ရာတစ်ပင်ကြီးရဲ့အိမ်ချေရဲမှာဒူးထောက်လို့နေတယ်ဒူးထောက်ပြီးတဲ့အချိန်မှာတော့တစေအဖွားအိုကတောင်ဝဲကိုထောက်လိုက်ပြီးတစ်ပင်ကြီးပင်စီမနေ၍ကလန့်ပြက်အနေထားဖြင့်လမ်းလျှောက်ဆင်းလာတယ်ခါကုန်းကုန်းနဲ့တွေးရောင်မရှိတဲ့အဖွားအိုမှာနမယ်နဲ့လိုက်ဖက်စွာတစေတကောင်နဲ့တူတယ်အဖွားအိုကအပင်ချေမှာဒူးထောက်ထိုင်နေတဲ့ဇက်ကအနာကိုရောက်တာနဲ့အတန်ခတ်မမာနဲ့အမိတ်ပေးလိုက်တယ်ဇက်ကနင့်ကိုငါအမိတ်ပေးမယ်နာခံစမ်းစိတ်ချပါဖွာအသေးခံပြီးတော့ကိုတားပါမယ်တိတ်ဆန်းနင့်အသက်ကိုအလကားအသေးခံစရာမလိုဘူးမနိုင်ရင်ပြန်မတိုက်နဲ့လွတ်အောင်ရုံးခဲ့တစ်လုံးအိမ်မှာငါဟိုကောင်မလေးတွေနဲ့ရှိနေမယ်အောက်အိုကဇက်ကအားထိုးတို့အမိတ်ပေးလိုက်ပြီးဇက်ကတွားရမယ့်လမ်းအားတောင်ဝေးပြညွန်ပြလိုက်တယ်သူမကမိန်းကလေးရှိရာတဲတဲလေးတို့ဝင်သွားပြီးဇက်ကလည်းအဖွားအိုညွန်ပြရာလမ်းလေးတို့တရှိန်ထိုပြေးထွက်သွားတော့တယ်အမခင်မေဒီတော့ကထူးဆန်းတယ်နော်ဘာလို့ဂျိုက်ဝမ်းကြီးတွေဖြစ်နေတာလဲမသိဘူးမော်တက်တွေနဲ့လှုပ်ထားတာဒီတော့ပိုင်နဲ့မိမြိုင်းဆိုတာကတာမန်ပညာတဲ့တယောက်မှမဟုတ်တာမိမြိုင်းဟုတ်လားတပတ်အိုင်ရွာတကြီးပြောတော့တစေအဖွားအိုဆိုခင်မေကတာအေးရဲ့စကားကိုနားထောင်ပြီးပြုံးလိုက်တယ်တို့နောက်သူမဦးကောင်းကိုညှိပ်ပြလိုက်ပြီးဟုတ်တယ်သူ့ကိုယ်သူတစေအဖွားအိုလို့ပြောနေတာနှစ်80လောက်ရှိပြီဒါပေမဲ့မိမြိုင်ရငါအတွက်တော့ကလေးတယောက်တတာပဲဗျာကဲစကားများမနေနဲ့ငါတို့ဘယ်ချိန်ပဲဖြစ်ဖြစ်အတိုက်ခိုက်ခံရနိုင်တယ်ဆိုတာမှတ်ထားအမခင်မေရှိနေတာပဲကျုပ်ကတော့ဘာမှမကြောက်ဘူးတာအေးစိတ်လက်ပေါ့ပါဆိုပြီးထို့တို့ပြောလိုက်တယ်ခင်မေမှာတော့သူမရဲ့နဘေးမှာလမ်းလျှောက်နေတဲ့တာအေးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်မှနေငါ့ကိုမုန်းလို့မရဘူးနော်အမကလည်းဗျာပောက်ကရကျုပ်ကဘာလို့အမကိုမုန်းရမှာလဲအမကဒါကျုပ်ကိုမုန်းနေတာတော်စမ်းပါကဲလာမိမြန်ကိုတွေ့ရင်သူနဲ့မျက်လုံးချင်းဆောင်အောင်မကြည့်နဲ့ကြားလားခင်မေရဲ့ခက်တန်တဲ့စကားတန်ကြောင့်တာအေးနောက်ထပ်မဆက်စုရဲတော့ပဲဘေးမှနေ၍ကြီးကန်းတောင်းမောက်ကြည့်ရင်ခင်မေနဲ့အတူရှင်တွဲလမ်းလျှောက်လို့လာတယ်မကြတဲ့ချိန်မှာတော့သူတို့နှစ်ယောက်သွားရမယ့်လမ်းမှာဆက်ကပေါ်လာပြီးပိတ်ရက်လာလေတယ်တာအေးကဆက်ကအကြောင်းကိုမသိသေးသူဖြစ်ရာအပြင်ပန်းပုံပန်းတရံကိုကြည့်ပြီးအထင်သေးကအတန်ခတ်အေးအေးနဲ့လမ်းဖယ်ပေးဖို့ရာအတွက်တတိပေးလိုက်တယ်ရှေ့ရကလေးမင်းတော်တဲ့ဘလို့ရောက်နေတာလဲဖယ်ပေးတို့သွားစရာရှိတယ်တာအေးထို့ပြောလိုက်တော့လဲဆက်ကမှမြေတီစကားမှပြန်မပြောပဲရက်မြဲတိုင်းရက်နေတယ်
ထို့အတွက်တာအေးကနောက်ထပ်တစ်ကြိမ်ပြောလိုက်ပြန်တယ်။ဟဲ့အောင်လေးဖဲဆိုဘာလို့ကြောင်းတောင်လုံနေတာလဲ။ထိုကမှဇက်ကသူ့ရဲ့ခြုံသက်နေတဲ့သွားများကိုဖျဲပြပြီးတာအေးနဲ့ခင်မေအားသူ့ရဲ့ဆူးရှက်ရှအတန်နဲ့လက်ညှိုးထိုးပြီးနှင်ထုတ်လေတယ်။မရဏတော့ကိုလာကျူးကျော်သူတွေနင်တို့အခုထွက်သွားမထွက်သွားရင်ငါနင်တို့ကိုတတ်မယ်။တဲမိမြန်ရဲ့ကြုံကောင်ကများငါ့ကိုမလေးမခန့်နဲ့ခင်မေကစက္ကန့်အားမျက်တောက်နီနဲ့ကြည့်ကထို့သို့ပြောလိုက်တယ်။တာအေးကခင်မေအနားကိုတိုးကပ်လိုက်ပြီးအမခင်မေကျုပ်အစွမ်းပြလိုက်မယ်အမအေးစင်းနေတာအေးအကောင်ကတော်ရုံအစွမ်းထက်တာမဟုတ်ဘူးနော်သူ့အစွမ်းကကြီးတယ်အမရကျုပ်ကိုအထင်သေးလိုက်တာသူ့လောက်ကတော့ကျုပ်နိုင်ပါတယ်ဗျတာအေးကထို့သို့ပြောပြီးနောက်စက်ကအနာတို့ပုတ်ပုတ်ပပတိုးကပ်သွားပြီးမလေးမခန့်စကားဆိုလိုက်တယ်ကောင်းလေးမင်းကိုအကောင်သေးလို့ဆိုပြီးညမှာမဟုတ်ဘူးနော်စက်ကရဲ့သေးငယ်တဲ့ကိုခန္ဓာကိုကြည့်ပြီးအထင်သေးမိသောတာအေးကတိုးတင်ကာကွယ်သည့်အစီရင်များမလုပ်ရပဲရှေ့တို့တိုးသွားခြင်းမှာမာယိုမှန်းသိတဲ့အချိန်မှာတော့နောက်ကျသွားပါပြီအကြောင်းမှာလင်မြန်သောစက္ကန့်ကသူ့အားတွန်းလို့ကလဲချလိုက်တော့ကြောင်ဖြစ်တယ်တာအေးလဲကျသွားတာနဲ့စက်ကကအပေါ်မှတက်ခွပြီးလပင်အားကိုက်ခဲရန်ကြိုးစားနေတယ်တော်သေးတယ်လို့ဆိုရမယ်တာအေးတယောက်စက်ကရဲ့မျက်နှာအားတွန်းထိုးထားနိုင်၍တက်တာရရသွားတယ်တာအေးတယောက်ခင်မေရဲ့တတိပေးစကားကိုနားမထောင်ပဲစက်ကအားအထင်သေးချင်းမှာအခုတော့ငါးပါးမှောက်ပြီးဖြစ်တယ်စက်ကအားတိုက်ခိုက်ဖို့မဆိုထားနဲ့စက်ကအကိုက်မခံရအောင်အတော်ကြိုးစားနေရတယ်ခင်မေကတာအေးကိုမကူညီပဲပြုံးရွရည်နေတယ်သူမရဲ့အပြုံးကငါစကားနားမထောင်တဲ့ကောင်မှတ်ပြီလားဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်အင်အားကြီးမားတဲ့တောကောင်များကိုပင်ဖမ်းနိုင်တဲ့စက္ကန့်အားတာအေးတယောက်အချိန်ကြာမထိန်နိုင်တော့ပဲသူ့အားပြုံးရွကြည့်နေတဲ့ခင်မေအားအမောတကောနဲ့အကူညီတောင်းလိုက်တော့တယ်အမခင်မေကျုပ်ကိုကူပါအောင်နင်ပြောတော့နိုင်တယ်ဆိုမနိုင်တော့ဘူးဒီကောင်ကတိတ်တန်တယ်မန်တန်ရုပ်ဖို့တောင်အချိန်မရဘူးနောက်တစ်ခါမှတ်ထားအပေါ်ရန်ကြည့်ပြီးဘဒု့ကိုမှအထင်မသေးနဲ့ကြားလားဟုတ်ကဲ့ပါထိုအခါမှခင်မေကအရိပ်ပမာလင်မြန်တဲ့အချိန်နဲ့သူတို့အနားကိုရောက်လာပြီးစက်ကရဲ့ဇက်အားညာလက်နဲ့ကင်ကအပေါ်တို့မြှောက်ထားလိုက်တယ်ခင်မေရဲ့လက်နဲ့ဇက်ဘိုးအားအကုတ်ခံလိုက်ရတဲ့စက်ကမှလှုပ်ရှားနိုင်ခြင်းမရှိတော့ပဲခြေလက်များတောက်တင်းကမျက်ဖြူလန်လို့နေတယ်တာအေးအားမြေပြင်တွင်လဲနေရမှာလူးလဲထားလိုက်ပြီးတနာစပွဲစက္ကန့်ကိုမြင်လိုက်ရာတနာစိတ်ဝင်သွားပြီးခင်မေအားစက်ကကိုလှုပ်ပေးရန်တောင်းဆိုပြန်လေတယ်အကောင်လေးတနာပါတယ်ဗျာလှုပ်ပေးလိုက်ပါနင့်ကိုဒင်းကအသေးသက်တာနော်ရပါတယ်ဗျာသူ့မျက်လုံးတွေကြည့်ရတာရက်စစ်တဲ့ပုံတော့မပေါ်ဘူးအမေအရာလောက်တာနဲ့တူပါတယ်တာအေးနင်းရတော့လီခင်မေကထို့သို့ပြောပြီးသူမရဲ့လက်အတွင်းတောက်တင်းနေတဲ့စက်ကအားလှုပ်ပေးလိုက်တယ်ထိုခါမှစက္ကန့်ကအသက်ကိုပြင်းစွာရှူနိုင်ပြီးတာအေးအားတစ်ချက်စူးစိုက်ကြည့်ကနောက်တို့လှည့်၍ခက်မြန်ပြေးထွက်သွားတော့တယ်အမောတကောနဲ့တစ်လုံးအိမ်အနီးတို့ပြေးလာတဲ့စက်ကအားတစ်လုံးအိမ်ရှိမှတောင်ဝေးထောက်ပြီးရက်နေတဲ့တစေအဖွားအိုမှစူးစိုက်ကြည့်ကမေးမြန်းလိုက်တယ်စက်ကနင်မနိုင်ခဲ့ဘူးလားမနိုင်ဘူးအဖွားမိမတယောက်ကတော်တော်အစွမ်းထက်တယ်ကျုပ်ဆက်ကိုကုတ်လိုက်တာနဲ့ကျုပ်လှုပ်လို့တောင်မရတော့ဘူးနင်ဘလို့ပြန်လွတ်လာတာလဲသူနဲ့သူပါလာတဲ့ကောင်ကကျုပ်ကိုပြန်လွတ်ခိုင်းလို့ကျုပ်ပြန်လွတ်လာတာသူတို့အခုဘယ်မှာလဲကျုံနောက်ကနေလိုက်လာကြတယ်ဖွာကျုပ်လည်းအမြန်တော့ပြေးလာတာပဲမမီတော့ဘူးထင်တယ်စက်ကနဲ့အဖွားကိုစကားပြောနေချိန်ခင်မေကကျဲလောင်တဲ့ရီတန်နဲ့အတူအမိတ်ပေးတဲ့အတန်ထွက်ပေါ်လို့လာတယ်မိမြိုင်နင့်ကိုနေစွမ်းလာပြီးထင်နေရော့လားအခုချက်ချင်းမိန်းကလေးတွေကိုလှုပ်ပေးစမ်းငါငယ်နာမည်ကိုခေါ်တာဘာလို့လဲတစေအဖွားကိုထိုးတို့ပြန်ပြောလိုက်ပြီးနောက်အတန်လာရာစီတို့ကြည့်လိုက်တယ်ထိုအခါသူတို့စီကိုဥတီလာနေတဲ့တာအေးနဲ့ခင်မေအားတွေ့လိုက်ရတယ်တစေအဖွားကငယ်ရွယ်ပြီးလှပနှုတ်ပြနေစေဖြစ်တဲ့ခင်မေကိုမြင်လိုက်တာနဲ့မျက်စိမျက်နှာဖြစ်ပြီးနှုတ်မှလည်းခင်မေရဲ့နာမည်ကိုရွတ်ဆိုလို့နေတယ်အမခင်မေဟုတ်တယ်ငါခင်မေပဲအမခင်မေဒီတော့တဲ့ကိုဘာလာလောက်တာလဲနေရလာအောင်လှုပ်ထားတော့လေငါလာရတာပေါ့အမခင်မေပြောတာကြုံနားမလဲဘူးအသက်ကြီးရနေတဲ့အဖွားအိုကငယ်ရွယ်ပြီးအသက်20မြတာထင်ရတဲ့ခင်မေအားအမလိုတုံးနှုံနေတာကြောင့်စက်ကမှများစွာအံ့ဩနေတယ်ထို့နောက်ခင်မေကသူမရဲ့လက်အားနောက်ပစ်ပြီးတစေအဖွားအိုအနီးတို့တိုးကပ်လာကတည်ငြိမ်တဲ့လေတံနဲ့စကားဆိုလိုက်တယ်မိမြိုင်
နေနဲ့ငါရန်သူတွေမဟုတ်ဘူးနေ့စီကမြရအပ်ထားတဲ့မိန်းကလေးတွေကိုငါပြန်ခေါ်သွားမယ်နေလွတ်ပေးလိုက်အမခင်မေကိုအားတော့နာတယ်မြရကိုဂတိပေးထားတယ်သူကိုယ်တိုင်လာခေါ်မှပဲပြန်လွတ်မယ်လို့မြရမရှိတော့ဘူးတေးပြီသူတေးပြီဆိုရင်တော့မိန်းကလေးတွေဒီမှာတသက်လုံးနေရတော့မှာပဲမိမြိုင်နေယူနေလားမိန်းကလေးတွေအတင်းအဓမ္မခေါ်လာတယ်ဆိုတာနေမသိရောလားအဲ့ဒါတွေကြုံမသိဘူးကျုပ်သိတာဒီမိန်းကလေးတွေကိုထိမ့်သိမ့်ဖို့မြရကိုဂတိပေးထားတာပဲသူမရှိတော့ရင်လည်းဒီမှာဆက်ထားဖို့ကျုပ်ကိုဂတိထားခဲ့ကြတယ်အဲ့တော့ဂတိအတိုင်းသူမရှိတော့ရင်လည်းဒီမိန်းကလေးတွေကိုဒီမှာတသက်လုံးဖမ်းထားရတော့မှာပဲမိမြိုင်နေကငါအရှိရောက်နေတာတော့နေ့ရဲ့ယူးကြောင်လောက်ရက်တွေပြောနေတော့ပဲလားဒီမှာအမခင်မေကိုကျုပ်လေးစားပါတယ်ဒါပေမဲ့ကျုပ်ရဲ့ဂတိကိုတော့ဘယ်တော့မှဖျက်ပစ်မှာမဟုတ်ဘူးကောင်းပြီလေနေဘလောက်အစွမ်းရှိလဲဆိုတာကြည့်ရတာပေါ့ခင်မေထို့တို့ပြောလိုက်ပြီးနောက်လက်နှစ်ဖက်အားဆန့်တန်းလိုက်ရာမျက်လုံးတို့မှာမဲနဲ့သွားပြီးစပင်းများကလည်းလေပေါ်လွင့်ပြန်လာကသူမရဲ့ခန္ဓာကိုယ်ကမြေပြင်မှနေ၍တဖြည်းဖြည်းအပေါ်သို့မြောက်တက်သွားတယ်ခင်မေရဲ့လက်သေးများသည်လည်းရှည်ထွက်လာပြီးအမဲရောင်အဖြစ်သို့ပြောင်းလဲသွားပြန်တယ်ထို့နောက်သူမရဲ့ကိုယ်ခန္ဓာကလျင်မြန်တဲ့အရှိန်တို့နဲ့တစေအဖွားအိုထံတိုးဝင်လို့သွားတော့တယ်တစေအဖွားကိုလည်းသူမထံပြေးဝင်လာတဲ့ခင်မေအားသူမရဲ့တောင်ဝေးဖြစ်စီးရိုက်လိုက်တယ်တို့ပေမဲ့တောင်ဝေးနဲ့ခင်မေရဲ့လက်တို့ထိတာနဲ့အဖွားအိုရဲ့တောင်ဝေးမှာထပ်ပိုင်ကျိုးသွားတော့တယ်မထင်မှတ်ထားတဲ့အရာအတွက်တစီအဖွားအိုဘလို့ပြုလုပ်ရမှန်းမသိဖြစ်နေတဲ့အချိန်ခင်မေကအဖွားအိုရဲ့လက်ပင်ကိုညှစ်လိုက်ပြီးနောက်တဖြည်းဖြည်းချင်းအပေါ်သို့မြှောက်တင်လိုက်တယ်ခင်မေရဲ့လက်ထဲမှာတစီအဖွားအိုကအသက်ရှူရန်ပင်ခက်ခဲနေတယ်ထိုအခါခင်မေကကျဲလောင်စွာရီမောလိုက်ပြီးနင်တို့ရဲ့ကမြောက်ကချောက်ပညာလေးနဲ့များငါလိုကြားစိုးရွာအရှင်မကိုအန်တုဝွန့်တယ်လားဟိုကျပုကောင်များရာဖမ်းထားတဲ့ကောင်မလေးတွေကိုအခုလွတ်ပေးလိုက်စမ်းတစေဖွားအိုမှာခင်မေရဲ့လက်ထဲရောက်နေတာမို့ဆက်ကလည်းဘလို့မှမတက်တာတော့ပဲတစ်လုံးအိမ်တကားကိုဖွင့်ပေးလိုက်တယ်ထိုအခါလေးနွယ်ဖူးငုံအပါဝင်မိန်းကလေးများကအိမ်ထဲမှထွက်လာပြီးကဝေပြန်ခင်မေရဲ့အရှိမဒူးထောက်ကအဖွားအိုကအသက်ချမ်းသာပေးဖို့တောင်းပန်ကြတော့တယ်ကြားစိုးအရှင်မအဖွားကိုလွတ်ပေးဖို့ကျမတို့တောင်းဆိုပါတယ်ရှင်နင်တို့ယူနေကြလားနင်တို့ကိုဖမ်းထားတဲ့သူကိုဘာကြောင့်မြတ်တာထားနေရလဲပြောစမ်းအမိုက်မတွေရဲ့အဖွားကကျမတို့ကိုဖမ်းထားတယ်ဆိုပေမဲ့ဒုက္ခမပေးပါဘူးကျမတို့သူ့စီမှာလွတ်လွတ်လပ်လပ်နေရပါတယ်အရှင်မအဲ့ဒါကြောင့်အဖွားကိုလွတ်ပေးပါအချိန်အတော်ကြာတဲ့အထိတောင်းဆိုလိုက်တဲ့အခါမှာခင်မေကသူမရဲ့လက်ထဲမှာတစီအဖွားအိုကလှုပ်ပေးလိုက်တယ်ထိုအခါမြေပြင်တွင်လဲကျနေတဲ့အဖွားအိုကသူမအနာတရဖြစ်နေသည်ကိုဂရုမစိုက်ပဲခင်မေအားဆူရဲစွာကြည့်ပြီးမာထန်တဲ့လေတံနဲ့စကားဆိုတယ်ခင်မေနင်ကနိုင်သွားပြီဆိုတော့တရားမိန်းကလေးတွေကိုပြန်ခေါ်သွားမှာမလားငါကတော့ဂတိမတီနိုင်ဘဲနဲ့တော့ဒီဘဝမှာမနေချင်တော့ဘူးအဖွားအိုကပြောဆူဆူသူမရဲ့ညာလက်ဖြင့်သူမရဲ့ဦးခေါင်းကိုပြန်လဲရိုက်ချလိုက်ရာဘယ်သူမှသားချိန်မရလိုက်ပါထိုအခါအဖွားအိုကအချိန်ခဏအတွင်းမှာပင်ငြိမ်သက်ပြီးစီဝင်ကြွေသွားတော့တယ်မိန်းကလေးများမှအံ့ဩပြီးစိတ်မကောင်းဖြစ်သွားတော့လေသူမတို့အနေနဲ့ဘလို့မှမတတ်နိုင်ပေထို့နောက်ဖူးငုံနဲ့လေးနွယ်တို့ကတာအေးထံအပြေးလွှာသွားလိုက်ပြီးအလူအရက်စကားဆိုကြလေတယ်ကိုသားကြီးတကယ်လိုက်လာတယ်နော်ကိုသားကြီးဘာမှမဖြစ်ဘူးနော်ဒီလောက်ကျန်းတဲ့တောကြီးတွေကိုကျမတို့အတွက်နဲ့လိုက်လာတာလားလိုက်လာရတာပေါ့ဗျာလေးနွယ်နဲ့ဖူးငုံဘာမှမဖြစ်ဘူးနော်မဖြစ်ဘူးကျမတို့အဆင်ပြေတယ်တာအေးနဲ့လေးနွယ်တို့နှစ်ယောက်ပြုံးရံစွာစကားပြောနေသည့်မြင်ကွင်းကိုခင်မေမာကြည့်ပြီးခန္ဓာကိုယ်တစ်ခုလုံးအမဲရောင်အခုငွေ့များထွက်လာတဲ့အထိစိတ်ဆိုးဒေါသထွက်နေတယ်ထိုအခါတာအေးမအပဂျမ်မင်းကလေးများနဲ့ဆက်ကတို့ထူးဆန်းစွာလေပေါ်မြောက်တက်သွားပြီးမျက်ဖြူများလန်နေကြတယ်မထင်မှတ်ထားတဲ့အဖြစ်ပြက်ကြောင့်တာအေးတယောက်ကြောင်ငေးကြည့်နေမိပြီးတတိပြန်ရလာတဲ့အခါမှာကိုခန္ဓာတွင်အမဲရောင်ခိုးငွေများထောင်းထောင်းထားနေတဲ့အထိဒေါသထွက်နေတဲ့ခင်မီအားနားမလည်နိုင်စွာဖြင့်ကျဲလောင်စွာမေးမြန်းလိုက်တယ်။အမခင်မီဘာလောက်တာလဲ။သူတို့ကရန်သူတွေမဟုတ်ဘူးလေ။ဟုတ်တယ်။အစငါရန်သူတွေမဟုတ်ဘူး။ဒါပေမဲ့အခုကစပြီးနင်းနဲ့ရင်းနှီးတဲ့မိန်းကလေးမှန်သမျှငါတက်ပစ်တော့မှာ။အမခင်မီဘာတွေလုပ်နေတာလဲဗျာ။ကျုပ်နားမလဲတော့ဘူး။အေးနင်နားလဲအောင်ပြောထားမယ်။ဒီကောင်မတွေရောနေ့ရီစာညီအမကိုပါအကောင်လုံးငါတက်ပြစ်မှာအမခင်မေသူတို့မှာဘာပြစ်မှမရှိဘူးလေဗျာတိတ်ဆန်းနေငါ့ကိုဂတိပေးထားတယ်နော်ဟုတ်တယ်ပေးထားတယ်ဟုတ်ပြီအခုနေ့ကိုငါခိုင်းမယ်ငါခိုင်းမှာတခြားမဟုတ်ဘူးနေငါ့ကိုယူရမယ်
ငါနဲ့သူကြားစိုးရွာမှာနေရလိမ့်မယ်ဗျာအမခင်မေဒါကတော့နေလက်မခံဘူးလားရတယ်လေသူတို့တွေရောဟိုညီအမကိုရောအကုန်တက်ပစ်မယ်တာအေးတရားကိုအတော်အခက်တွေ့သွားရတယ်ခင်မေမှာပြောပြီးရင်တကယ်လောက်တာကြောင့်သူ့အနေနဲ့စဉ်းစားဖို့အချိန်မရှိပဲခင်မေနဲ့လက်ထပ်ဖို့အားလက်ခံလိုက်ရတော့တယ်အမခင်မေပြောတာကြုတ်လက်ခံတယ်သူတို့ကိုတော့လှုပ်ပေးလိုက်ပါဗျာတာအေးရဲ့စိတ်ထဲမှာတော့မွန်ထွေးကိုများစွာအောက်မေ့တတိယနေမိတယ်သူ့ပေမဲ့အများအသက်နဲ့ဆိုင်နေတာမို့ဘလို့မှမတက်တာတဲ့အဆုံးတာအေးလက်ခံလိုက်ရတယ်ထိုခါမှခင်မေကမိန်းကလေးများနဲ့ဇက်ကအားမြေပြင်တို့ချပေးလိုက်ပြီးတစ်ဆက်တည်းဇက်ကအားအမိတ်ပေးစကားဆိုလာတယ်။ဂျပုကောင်နင်ကဒီမိန်းကလေးတွေကိုဒီတော့အပြင်ကိုထုတ်ပေးလိုက်။နင်ထုတ်ပေးတတ်တယ်မလား။ထုတ်ပေးတတ်တယ်။ကောင်းတယ်။ကဲတာအေးငါတို့သွားမယ်။ခင်မေထို့ပြောပြီးတာနဲ့ကြီးမားတဲ့ကြီးကငှက်ကြီးတကောင်အတွင်ပြောင်းကတာအေးအားလက်မောင်းနှစ်ဖက်ကိုတုပ်ချပြီးမရဏသောမနေ၍ကြားစိုးရွာတို့ခေါ်ဆောင်သွားတော့တယ်။ကြံခဲ့တဲ့မိန်းကလေးများအနက်ဖူးငုံတဲ့လေးနွယ်တို့ရဲ့မျက်လုံးမှာတော့မျက်ရည်များရွတ်ဝဲနေပြီးကြားစိုးရွာအရှင်မနဲ့အန်တု၍နှလုံးသားစေညွှန်ရာကိုဘသူကမှမလိုက်နိုင်ကြောင်းကောင်းစွာနားလည်သဘောပေါက်သွားကြပါတော့တယ်။ဟုတ်ကဲ့ပါရှင်။တာအေးနဲ့ကဝေပြန်ခင်မီဇက်လန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။နောက်လာမယ့်ဇက်လန်းလေးတွေကိုလည်းစောင့်မျှော်ပြီးတော့နားဆင်ပေးကြပါအောင်ရှင်။